ဒီနေ့ပြန်တော့မစတီတကားပါအမဲရလေးပေါ့နော်ဒီရှိတကားပါပေါ့ခုသူကနည်းနည်းလေးပဲ့သွားတယ်သူကစတီကာမဲရလေးတွေကတ်ထားတယ်အဲ့ဒီစတီကာမဲရလေးခွာလိုက်တဲ့ချိန်မှာသူကဆေးဘက်ကွာတာပေါ့နော်အဲ့ကြောင့်သူကပြန်လာပြင်တယ်အဲ့ဒါကြောင့်ဒီတားလေးနည်းနည်းပဲကျွန်တော်တို့တွေပြန်ပြင်တော့ပေါ့နော်အခုကျွန်တော်တို့ဆေးရတော့ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်တို့တန်ရာလေးတွေတပြည့်ပြည့်ချင်းဖုံးအောင်နေကျွန်တော်တို့ကဖြန်းတာပေါ့နော်နောက်ပြီးဆိုရင်ဆေးဖျားလေးတွေကျွန်တော်ပြောင်းမယ်တကယ်ချင်းတွေကိုကြံခိုင်းလာလို့တော့ပြီးသွားတဲ့လက်ရောက်ပေါ့နော်ဆေးဖျားလေးတွေမရှိတော့ဘူးတွေ့လားခုနကကျွန်တော်တို့ဖြန်းလာဆေးဖျားလေးတွေမရှိတော့ပြပါပြီအခုလို့တသားလေးဖြစ်သွားပြီပေါ့နော်ဆေးတော်လှတယ်ဒီဆေးလေးကောင်းတယ်လဲလိုက်တယ်ဆိုတော့ဆေးလဲလှတာပါဗျာ